Honor game ရဲ့ hero role အားလုံးအတွက်အကျဉ်းဆုံး map rotation guide မင်္ဂလာပါပရိသတ်ကြီးတို့ရေ Honor game ရဲ့ hero guide တွေ item guide တွေတင်ဆက်လို့အပြီးမှာတော့ role အားလုံးအတွက်တစ်ဖက် enemy team ကို pressure ကောင်းကောင်းပေးလို့ရမယ့် map rotation guide ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမဆုံးမေလိန်ကနေစလိုက်ကြရအောင်မေလိန်က magic damage hero တွေအနေနဲ့ game ဆဆချင်းမှာတော့မေလိန်မှာပဲ minion wave ကိုထိုင်ရှင်းပြီး go နဲ့ experience စုရပါမယ်ပထမတစ်မိနစ်ကို minion ရှင်းပြီး item အသေးတစ်ခွက်လောက်ရပြီး ultimate လည်းပွင့်ပြီဆိုတော့မှ map roaming စလုပ်ရမှာပါ level 4ပွင့်ပြီဆိုရင်တော့ပထမဆုံးအနေနဲ့ family က maxman စီကို roam ပေးပါတစ်ဖက်က enemy maxman ကို gan ပြီးတော့သိရင်မသိရင်အိမ်ပြန်သွားရအောင်ကူပေးပြီးမှ make creep ကိုတစ်ချက်ပြန်လာရှင်းပါပြီးတော့ကို team ရဲ့ Roma နဲ့ Jungler အခြေအနေကိုကြည့်ပြီးဒီနှစ်ကောင်က River တွေက monster အကြီးတွေကိုယူနေပြီဆိုရင် objective battery ဝင် join ပေးပြီးတော့ကို Jungler ကို objective ရအောင်ကူပေးပါပြီးရင်တော့တန်နာကပ်ပြီး game နိုင်တဲ့အထိ live run လို့ရပါပြီဒါကတော့ mid lane အတွက်အထိရောက်ဆုံး map rotation technique ဖြစ်ပါတယ် mid lane ပြီးတော့ farm lane အတွက် map rotation လေးတစ်ချက်ဆက်ကြည့်အောင်ပါ farm lane က maxman တွေအတွက်အရေးကြီးဆုံးကတော့မတိအောင်ဆော့ဖို့ပါပဲဟုတ်ပါတယ်Farm lane မှာတစ်ဖက် enemy maxman ထက်မတာရင်တော့မှတစ်ဖက် team ကို game မပေးရဖို့အကန့်မခံရဖို့ထိန်းဆော့ရပါမယ် teammate တက်နဲ့ mage နှစ်ကောင်ကို lane ကိုလာပြီး run ပေးတာနဲ့ enemy ကိုရအောင် gan မှာပြီးရင် farm မှာကို lane အနောက်က monster ကို jungler ကယူရင် objective battery ဝင်ကူပေးပါ go lane ကအကန့်ခံရဆုံး lane ဖြစ်တာကြောင့်မို့လို့ mini map ကိုလည်းခဏခဏကြည့်ပေးဖို့လိုပါတယ် item ထွက်လာပြီး fat လာပြီးဆိုရင်တော့ map ကိုပတ်ပြီးတော့ team fight တွေဝင် join လို့ရပါပြီအဓိက farm lane မှာမတီအောင်ဆော့ရရင်ကိုပဲ team အတွက်အများကြီးအထောက်အကူဖြစ်စေမှာပါတတိယ role အနေနဲ့ကတော့ clash lane အတွက်ဆက်ပြီးတော့ကြည့်ကြပါမယ် clash lane က fighter တွေအတွက်အရေးအကြီးဆုံးကတစ်ဖက် enemy ကိုအလွန်ကျွံကြီးလိုက်ပြီးတော့မ fight ဖို့ပါပဲ clash lane က player တွေက game စတွေကကြမ်းမဲ့ရမ်းမဲ့ဆိုပြီးတော့ enemy ကိုလိုက်ပြီးတော့ fight တတ်ကြပါလိ clash lane hero ချင်းတကောင်ချင်း fight ရရင်အရေးမကြီးပေမဲ့ကိုက 1vs1 fight နေတဲ့ထင်တဲ့အချိန်မှာတစ်ဖက် enemy က jungler တွေရောတက်နေရောရောက်လာတတ်တာက clash lane player တွေအားလုံးကြုံဘူးတဲ့ကိစ္စပါဒါကြောင့် clash lane player တွေအနေနဲ့ခေးရရေးထက် tower မပေးရရေး game မပေးရရေးကိုပိုဦးစားပေးပြီးတော့ objective battery team fight battery ပါ join မှာ lane back roam နဲ့လေးရင်လေးတလို့ tower တွေချိုး lane နေရှင်းဖို့လည်းမမိပါနဲ့ clash lane player တွေအနေနဲ့လည်းမတီးဘဲနဲ့ tower မပေးရဖို့ကအဓိကထားဆော့ရမှာပါပဲနောက်ပြီး jungler တွေအတွက်ဆက်ပြီးတော့ကြည့်ကြပါမယ် jungler ဆိုတဲ့အတိုင်းပဲ jungle တိုးဖို့ကအဓိကဆိုပေမဲ့ jungle ထဲမှာပဲပွဲပြီးတဲ့အထိအချိန်ကုန်နေလို့မရပါဘူးgame စတာနဲ့ ultimate ပွင့်အောင် fan ရပါမယ်ပြီးရင် mid lane ဒါမှမဟုတ် farm lane က enemy ကိုဝင်ခတ်မှုကြည့်ပါတွင်းနေတဲ့ enemy ကိုရအောင်ခတ်မှာ KU ပါပြီးရင်တော့ river တွေက objective ကိုရအောင်လုပ်ပါ enemy jungle တွေကိုလည်းလေးရင်လေးတလို့တိုးပြီးတော့ buff လေးတွေလည်းနှိုက်ဖို့လိုပါတယ်အားလီမှာတော့တန်တဲ့ mage နဲ့အကူကြီးနဲ့ပဲ side lane တွေကိုလိုက်ပြီးတော့ roam ဖို့လိုပါတယ်ဒါကောင်နဲ့ enemy jungle တွေကိုကျုံဝင်သွားတာမျိုးကိုလည်းဂယူးဆိုင်ပြီးတော့ရှောင်ရပါမယ်နောက်တစ်ခု side lane တွေထဲမှာ enemy ကို pressure ပေးအောင်လောက်ပေးကမ်းပါside lane တွေရဲ့အရေးတကြီးလိုအပ်ချက် creep တွေကိုတော့မယူမိပါစေနဲ့ဒါလေးကိုလည်းပဲတတိတရလေး respect ထားပေးပါနောက်ဆုံးကတော့ map rotation မှာအရေးကြီးဆုံး Roma တွေအတွက်ကြည့်ကြရအောင်ပါ Roma တွေအနေနဲ့အားလီမှာ farm lane ကိုလိုက်ကူသင်းနေဆိုပေမဲ့ကို jungle နဲ့ mid ကိုလည်းဂယူးဆိုင်ရပါမယ်တစ်ဖက်က enemy က aggressive play style ဆော့လာပြီး jungle ရဲ့အထိကျွံလာခဲ့မယ်ဆိုရင်ကို jungler ကိုမဖြစ်မနေသွားကာပေးဖို့လိုပါလိ mid ကိုလည်းဒီလိုပါပဲenemy က mid ကိုလာခမ်းပြီဆိုရင်တန်းတကောင်အနေနဲ့အမြန်ဆုံးသွားပြီးတော့ကူပေးကာပေးဖို့လိုအပ်ပါတယ်နောက်ပြီး objective battery အတွက် map ကိုပတ်ပြီး enemy vision ကိုဖော်ပေးတာမျိုး enemy jungle ရဲ့အထိဝင်ပြီးတော့ jungler တွေအတွက် farming space ရှာပေးတာမျိုးကိုလည်း Roma တကောင်အနေနဲ့လုပ်ပေးဖို့လိုပါတယ် Roma တကောင်အနေနဲ့ဒီချက်တွေကိုအချိန်ကိုက်လုပ်ပေးနိုင်မယ်ဆိုရင်ကိုက farm lane လည်းမဖေးတော့ဘဲနဲ့ jungler အတွက်လည်း farming speed ကောင်းကောင်းရပြီးတော့ enemy ကို pressure ပေးပြီးတော့ကစားလို့ရသွားစေမှာပါဒီလောက်ဆိုရင် lane အားလုံးအတွက် rotation method လေးတွေကိုနားလည်သွားမယ်လို့ထင်ပါတယ်ဒီနေ့ guide video လေးကတော့ဒီလောက်ပါပဲအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ